ကျွန်တော်တို့ချမ်းမင်းကျော်အိုးဝေရောင်းဝယ်မှာနော်ဘိန်းလေးတွေရောင်းရလေးတွေဗျာရှိပါတယ်ဗျာဘိန်းလေးတွေကျွန်တော်ဒီမှာ26ယူလီနော်ဘိန်းကောင်းဘိန်းသက်ဘိန်းအစ်စ်ဗျာဒီကောင်ဘိန်းအစ်စ်တိုင်းရှိတယ်ထိုးထားကြာလာပြီဗျာဒီကောင်လားနဲ့ချီနေကီလိုလေးမှဒီကောင်1900ပဲရှိသေးတယ်နော်ဒီဘိန်းလေးကအစ်စ်တိုင်းပဲတာ3လုံးကအစ်စ်တိုင်းပဲရှိသေးတယ်နော်အော်တာမြင်မနေသေးဘူးနော်ဘိန်းဒီဘိန်းလေးကိုကျွန်တော်230နဲ့ရောင်းချပေးမယ်ဗျာ230နော်ဒီ26ယူလို230နဲ့ရောင်းချပေးမယ်နော်ဒီမှာ20ယူလီတည်းအော်စီအော်ပက်လင်နဲ့ကောင်းလေးလေးရောင်းချမယ်ဒီကောင်လေးကထိုင်ကုန်စကလေးတွေပါမယ်ဘိန်းဘူးကတော့မပါဘူးဒီဘိန်းလေးကိုကျွန်တော်185သိန်းနဲ့ရောင်းချပေးမယ်နော်185သိန်းနဲ့ရောင်းချပေးမယ်ဒီမှာ20ယူဖိုင်းဘိန်းလေးပြရုပ်ကလေးကြာနေနော်ဖိုင်းဘိန်းလေးမီးတွေအတွင်းမီးတွေအတင်မီးတွေဘေးမီးတွေဒီအလှလေးကပါသေးရဲ့နော်ဘေးမိုးကထိုင်ကုန်စွတ်အတွင်းမျက်နှာချက်တွေပါသေးရဲ့နော်ဒီဘိန်းလေးကို185သိန်းနဲ့ရောင်းပေးမယ်ဗျာနော်ဒီဘိန်းလေးတွေစိတ်ဝင်စားလို့ကြိုင်းတဲ့ညီကိုများဗျာကျွန်တော်ဒီဖုန်းနံပါတ်လေးကိုဆက်သွယ်ပေးကြပါနော်